ဒီဆရာတော်ကြီးကမှုထား၍ဩစတြေးလျ Buddhist Relief အဖွဲ့မှာဆရာတော်တစ်ခေါင်ပါဆရာတော်ကနေပြီးတော့လူရန်မှာဖြစ်ပါတယ်ဒလမြို့နယ်တွေကဒါတပြေကုန်းရွာအတွက်ဖြစ်ပါတယ်တပြေကုန်းရွာကမိသားစု200မိသားစု200ဒီမှာတန်းနေပါပြီမိသားစု200ဟိုးဘက်ရောက်ပါတယ်မိသားစု200ပါတပြေကုန်းရွာကမိသားစု200ဒါရာဇသင်္ကြန်က150မိသားစု150မိသားစု150ဒီမှာဖြစ်ပါတယ်လောင်းလူမဲ့ဟာဖြစ်ပါတယ်ဆန်ရဲစီရဲစတစ်မြင်းဆောင်14ရက်ွက်ဖြစ်ပါတယ်အားလုံးမိသား150ရက်ွက်3ခုအားလုံးပေါင်းမိသားစု900အတွက်လာလူတာဖြစ်ပါတယ်ဆရာတော်ဖြစ်ပါတယ်ဒါလေးဆရာတော်ဖြစ်ပါတယ်ရင်းကလေးတော့လည်းလာလူတယ်နာကေတော့လည်းလာလူတယ်ဆရာတော်ကြီးကလူပါပြီစတင်လူပါပြီမောတပိထားရဒီနေ့စီမံပေးတဲ့ပုဂ္ဂိုလ်တွေဝိုင်းရောမြောက်ပေးလိုက်နော်လူမဲဟာလေးတွေမြောက်ပေးလိုက်ဒီကုန်းရွာအတွက်လာလူနေပါပြီဆရာတော်ရဲ့ကိုယ်တော်လူပေးနေကြတာပဲဘုန်းကြီးတွေအိန္ဒိယဘုန်းကြီးတွေကမ္ဘောဒီးယားဘုန်းကြီးတွေဝိုင်းလူပေးနေဖြစ်ပါတယ်တတိမြင်းဆောင်14ရက်ွက်ဖြစ်ပါတယ်လောင်းနေပါပြီဒီဧရိယာဒီပြည်သူဆရာတော်ကြီးရဲ့ဒလမျိုးစီမံကိန်းဖြစ်ပါတယ်ဒီနေရာမှာစကုဒါနဆေးရုံဆောက်မလို့လဲကြားသိရပါတယ်ခုမြေဧရိယာကတော့6ဧကလို့ထင်ပါတယ်ပြည်သူရဲ့ new project ဖြစ်ပါတယ်ဒီနေရာမှာလာပြီးတော့လှူတာဖြစ်ပါတယ်ဒီမှာအထက်တန်းကျောင်းဆောက်ပေးမယ်ပုဂ္ဂလိကဟိုပါပေါ့ကလေးသူငယ်တွေအခမဲ့ထက်တန်းကျောင်းတို့အခမဲ့ဆေးရုံတို့ဆောက်ပေးမယ်နေရာဖြစ်ပါတယ်ဒီနေရာဒေသကအများစုကမပြည့်စုံကြပါဘူးမပြည့်စုံတဲ့အတွက်လာပြီးတော့ဆောင်ရွက်ပေးတာဖြစ်ပါတယ်မင်္ဂလာရှိတဲ့မြေနေရာပေါ်မှာမင်္ဂလာရှိတဲ့အလူတွေလုံနေပါပြီစတင်ပြီးတော့လုံနေပါပြီညာရလာလေဒါမြေနေရာကြီးစတင်ဖို့နေရာပဲဖြစ်ပါတယ်နေမြေဖြစ်တဲ့အတွက်ဘုရုံကရေဝင်တဲ့နေရာဒေတာဖြစ်တဲ့အတွက်ရေကြီးတွေဖို့နေရတာဖြစ်ပါတယ်ဒီမှာရေတော်ဖို့ရတယ်ဟိုတိုင်းနေစတင်ခတ်နေပါပြီတီတကူရဲ့နေရာတစ်ကျောင်းတစ်ဖြစ်ပါတယ်လာမျိုးမှာအဲ့နေရာမှာလာလူတာဖြစ်ပါတယ်ထုံလေးတွေပိုက်ပြီးညံကြပါပြီဟာမနိုင်တော့လားမနိုင်တော့လားပြေးသွားကိုရမှာမရတဲ့လူမရမရှိသေးအောင်ကဲထမ်းလာပြီထုတ်တယ်ကျော်ဤတိုက်နေတယ်ကျော်မင်းလေးနဲ့ဝေးပါတယ်စိုင်းလည်းပါတယ်ဗျာ